မရဲ့တတက်ကလေးတွေစူးသွားတာတော့သိကြတယ်မမဝါဒီဆရာတန်းတင်ရဲ့ခင်ဖုံးသက်ဝေဆရာအောင်ချင်းရဲ့ကန်နဝေမမဘသူမမကအကဲပို့တယ်လဲဆိုတာမသိဘူးမမကြီးမမရဲ့တတက်ကလေးတွေစူးသွားတာတော့သိကြတယ်ကိုသိန်းရနံ့တွေအသက်ရှူလမ်းကြောင်းကိုပိတ်တာသိကြတယ်1500နဲ့အရေးယူမရရင်928နဲ့အရေးယူမယ်မမရဲ့စံနွယ်ပေါ်အုပ်မိုးထားတဲ့ထီးတွေကိုတဝန်တိုရင်လူမိုက်ပွဲခံမယ်အလံဖြူကိုပေဘက်ရင်အောင်မှချီပြီးဟစ်တလာလိုစစ်ချုံကြောင်းကြေညာမယ်မမမျက်ဝန်းတွေအောက်မှာအညို့ခံပြီးမမဆန်တွေကြားမှာအချင်းချခံမယ်ဇော်ဝင်းထွတ်ရဲ့ယူယူမမအချစ်အချင်းကိုဖွင့်ပြီးမမကြားနိုင်အောင်ညာတံပေးမယ်မမကြီးမမကြီးမမကြီးဖလော်ရီဝတ္ထုတွေကဟယ်ရီရစ်ကက်လိုအချစ်လူသားအဖြစ်မမရဲ့ဝတ်မှာခိုကက်ခွင့်ပြုပါတတက်လေးတွေပေါ်အောင်ပြုံးပါပန်းလေးတွေလောက်အောင်ပန်းပါဒီလူအသေးကိုရအောင်ချွေပါမမကြီးတောင်ဆွဲနေဝင်တာအစမမရဲ့မျက်လွှာချတာအဆုံးကဘာကလူတွေမူရီတာပွားနိုင်ပါစေပါဘီရုပ်လေးတွေဖဲကြိုးဖြူဖြူလေးတွေရင်တိုးလေးတွေလိုမမရှိတဲ့ရက်ဝန်းမှာဣလီတာတွေကုန်ပါရစေအချစ်လွန်လို့တည်ရရင်တော့ဒီဘဝအလွန်ရဲ့မနှက်ပြန်မမနာမှာမမောမပန်းဝဲနေရမယ်လက်ပြဟာကျွန်တော်ပဲဖြစ်ရတဲ့အထိယူပါရစေတိမ်လွာပြပြတွေထက်မျက်ဝန်းအိမ်ပြပြတွေကိုပိုရစ်မှုနေတောင်တန်းအကွေ့အကောက်တွေထက်မမနာတန်လေးဆင်းတဲ့နေရာမှာကလေးတယောက်လိုစော့ကစားချင်တယ်ဖျားသွားကြောင်းတက်လို့ရေချမ်းကဲ့ရင်ကျွန်တော်နေနံလေးရဲ့တောင်းကိုရောက်အောင်သွားကွယ်အဲ့ဒီနေနံလေးကကျွန်တော်ရဲ့မမအကြောင်းမြင့်ရစ်လေးကအစရွှေချေခြင်းလေးအဆုံးတည်တယ်ဆောင်းနှန်းကခိုကလေးတွေတည်တယ်စီစဝါပန်းတွေတည်တယ်ကျွန်တော်တည်တယ်ရင်မြင်ပေါ်ကပန်းရောင်းတဲ့ကလေးလေးလိုစပယ်တကုံစီစဝါတပွက်မျက်နှာလုတ်ပြီးမမကိုသဘောကျရတဲ့အကြောင်းပြောပြချင်တယ်မမကြီးတောင်ပေါ်ဒေသကချယ်ရီပန်းတွေအစမြေပြန့်ကဗရောက်ပန်းတွေအစုံမမကောင်းမှာတစီတရီပန်ပေးချင်တယ်မျက်ဝန်းတွေရှိဒူးထောက်ကြတဲ့နေရာမှာကောင်းလေးညံ့ရင်အဖြေပြန်ပေးပါလို့လေထဲကနေတီတိုပြောလိုက်ပါချစ်တော်ဖဲကြိုးဝါလေးရဲ့လူတွေရဲ့ကြည်စားမှုမှာလွင့်မျောနေတဲ့မမရဲ့စံတွေကိုခိုးစီးရင်မြင့်မိုးတောင်အထိရောက်သွားနိုင်မလားအဲ့ဒါလို့ပေါက်တက်ကြရမေးရင်မမအပြုံးတစ်ပွင့်ကိုတန်မိုးထားကြည့်မယ်ချစ်တယ်ပြောရင်မငင်းပါနဲ့မမရဲ့ငယ်ငယ်တုန်းကလိုရှည်တွင်းနဲ့ခေါင်းငုံပြီးချစ်တယ်လို့អော်ရတဲ့ဘဝကိုပြန်မရောက်ချင်ဘူးပန်းလေးတွေပန်းရင်တချင်းလေးတွေညီးရင်တကြားသီးလေးတွေစားရင်မမကျွန်တော်ကိုပြန်ချစ်ပါ